ဒီနောက်ပြီးရနေဆိုရင် online နဲ့နောက်ပြရတာအဲ့ဒီမှာဆိုလို့ရှိရင်မိုးရွာနေတာပေါ့နော်မမှန်ရအဲ့ဒီဆိုလို့ရှိရင်သူတို့ရဲ့ဒီဂျပန်လိုဒီလေးတွေကိုနားမလည်မှာဆိုရင်စိတ်ပြီးတော့ဒီစိတ်ချမ်းတွေတော့ရှိခဲ့ပါတော့အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ဧပြီလရင်သိနေဂျပန်ကိုပြင်ပြန်တော့တင်သွားမယ်ဒီမှာလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီမှာလေးရေရင်သုံးနေနဲ့ကိုယ့်ကိုမိတ်ဆက်ပေးပါဦးအားလုံးပဲမင်္ဂလာပါရှင်ဒီမှာကတော့ဖူးခွေးမျိုးကိုတောင်းလာတဲ့မဲ့ဖြစ်ပါတယ်ရှင်အဲ့ဆိုရင်ဒီမှာလေးရေဂျပန်ကိုဘာလို့ကြောင်းတော့တက်ချင်တာလဲဆိုတော့အကြောင်းရင်းလေးနဲ့ဂျပန်စာကိုဘာလို့လေ့လာကြည့်ခဲ့ရတဲ့အကြောင်းရင်းလေးကိုလည်းပြပြပေးပါဦးဟုတ်ဂျပန်စာကိုလေ့လာခဲ့ရတာကတော့ဒီဂျပန်မှာပေါ့နော်ဒီပညာရေးကိုဆက်လက်လေ့လာခြင်းနဲ့ကိုယ့်ရဲ့စိတ်ကိုလည်းမြင့်တင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီဂျပန်နိုင်ငံမှာဆိုလို့ရှိရင်ဒီပညာရေးမြင်ပါတယ်ပြီးတော့စီးရဲနိုင်ငံလေးတင်သက်တယ်အဲ့ဒီဘက်မှာဆိုမှဒီတောက်တက်မလို့ဆွချက်လိုက်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ပဲဂျပန်စာကိုဆက်လေ့လာကြည့်ခဲ့တာပါပြီးလို့ရှိရင်ဂျပန်ကိုတော့ဒီဒီကတော့ပညာရေးပေါ့နော်ပညာရေးကိုဆက်ပြီးတော့လေ့လာခြင်းနဲ့ဝယ်စီးကိုလည်းမြင်နေတယ်နောက်တစ်ခုကဂျပန်မှာရှိတဲ့ဒီညစွာတော့ရင်းမှုတွေကိုလည်းလေ့လာခြင်းပဲပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဂျပန်ကိုပတ်သက်မှာဒီမှာလေးအခုလိုတောင်းပန်ရမယ်ဆိုတော့ခေါ်ပြပါရင်နော်အခုလက်ရှိခံစားနေရတယ်ခံစားချက်လေးတွေလည်းပြပြပေးပါဦးခုကရအောင်ပြောနေပါတယ်ဒါလို့ဆိုတော့ဒီကျေးဇူးတွေကနေမှတင်းနေဖြစ်ပြီးတော့ပေါ့နော်အင်တာဗျူးတွေလည်းအောင်နေပြီးတော့ဒီကျေးဇူးတွေသဘောပေးမှုကြောင့်ပေါ့နော်စီအိုတွေလည်းအောင်သွားတယ်အဲ့ဒီအတွက်ကြောင့်နောက်လာဆိုလို့ရှိရင်ဝယ်သွားနိုင်တယ်ပြီးတော့ဒီမိသားစုတွေပေါ့နော်ကိုကဒီလုပ်ပေးခြင်းတဲ့အရာလေးကိုလုပ်ပေးဖို့အချိန်တစ်ခုနေလာပြီဆိုတော့အရင်ကမှပြောနေပါတယ်ဒီမှာလေးအနေနဲ့ series ပဲဇက်ပြီးခြင်းတော့ကဘလို့ချက်ချင်းကြောင်းကြတယ်လေမိဘကိုရင်ကုန်ကြောင်းကြခဲ့ပါတယ်ပြီးလို့ရှိရင်တော့ဒီအကိုမလေးပြီးတော့ဒီမိတ်ဆွေလေးတကယ်ချင်းတွေကိုအကြောင်းလိုက်ရပါတယ်ဒီမှာလေးအနေနဲ့ဂျာနာလေးလာခဲ့တဲ့ခါမှာရောအခက်အခဲလေးတွေရှိခဲ့လားအကယ်၍ရှိခဲ့တယ်ဆိုရင်လည်းပြပြပေးပါဦးအခက်အခဲကတော့ဘောနော်ဒီလာတဲ့အပိုင်းတွေမှာဆိုလို့ရှိရင်ကိုကခိုင်းဒီပိုင်းတွေမှာဆိုလို့ရှိရင်တော့အခက်အခဲလေးရှိခဲ့ပါတယ်ဘာလို့ဆိုတော့ဒီဆွတ်ချက်လေးလဲဆိုလို့ရှိရင်တစ်ခုမကောက်ဘူးပေါ့နော်အဲ့ဒါလေးကိုမှန်တဲ့ပိုင်းလေးမှာအခက်အခဲလေးတော့ရှိခဲ့ပါတယ်ပြီးတော့ဒီစနေပိုင်းပေါ့နော်နားထောင်ရတဲ့ပိုင်းမှာဆိုလို့ရှိရင်ကိုကလူငယ်လေးတွေတော့အခက်အခဲလေးတော့ရှိခဲ့တာပေါ့နော်ဒီတပိပိတော့ဒီနေ့နေ့ကျေပြီးတော့မှာတော့အဆင်ပြေခဲ့ပါတယ်ဟုတ်ဒီမှာလေးရဲ့အခုအခက်အခဲတွေပေါ့နော်ဒီစီကရကနေတော့ကူညီပေးခဲ့တာမျိုးရှိခဲ့လားဟုတ်ကူညီပေးရလို့ရှိခဲ့ပါတယ်ဘယ်လိုဆိုရင်ဒီအန်ဒီမှာဆိုရင်တော့ဒီ JCC မှာဒီဆန်းဆန်းကြီးအကြောင်းတက်ခဲ့ပါတယ်ဆန်းဆန်းကြီးပြောကြတော့နော်ဒီခိုင်ကြီးဆိုရှင်နဲ့တက်ချင်းဘယ်လိုမှန်ရလဲပြီးလို့ရှိရင်ခိုင်ကြီးဘယ်လိုပြီးလို့ရှိရင်လည်းဘယ်လိုမျိုးမြန်မာလိုလေးမှန်လဲဆိုတော့တင်ပြီးတယ်ပြောအခါကိုရေးဖို့လည်းပေါ့နော်ဒီအခါပရေးရတယ်ဒါမျိုးတွေနဲ့ဒီလိုမှတ်ပြီးတော့ကျွန်မအဆင်ပြေပြီးအောင်မြင်မှုရရှိခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်ညီမလေးအနေနဲ့အင်တာဗျူးဖြေတော့မှရောအခက်အခဲလေးတွေရှိခဲ့ပါလားဟုတ်ခက်ခဲရတော့ဒီချိန်မှာအဆင်ရှိခဲ့ပေမဲ့လို့လည်းစိတ်လှုပ်ရှားမှုကတော့ရှိခဲ့ပါတော့ဒီအင်တာဗျူးရနေဆိုရင် online နဲ့အင်တာဗျူးရတာအဲ့ဒီမှာဆိုလို့ရှိရင်မိုးရွာနေတာပေါ့နော်မမှန်ရအဲ့ဒီဆိုလို့ရှိရင်သူတို့ရဲ့ဒီဂျပန်လိုဒီလေးတွေကိုနားမလည်မှာဆိုရင်စိတ်ပြီးတော့ဒီစိတ်ချမ်းတွေတော့ရှိခဲ့ပါတော့ဟုတ်။အားလေးနေနဲ့စာလေးလာရင်းနဲ့ရောပြန်ခဲ့တဲ့အချိန်လေးစိတ်ကြကြတဲ့အချိန်ရောရှိခဲ့လားဆက်လေးလာနေတော့မှာတော့စိတ်ကြကြတာတော့မရှိခဲ့ပါဘူးပြန်ပန်းတာကတော့ဒီလိုမျိုးဒီစကလုံးတွေတက်တဲ့ပိုင်းမှာဆိုလို့ရှိရင်သူကဒီတလုံးနဲ့ထိခဲ့ဆိုလို့ရှိရင်ပေါ့နော်ကိုရဲ့ဒီသုံးတဲ့နေရာလိုက်ပြီးတော့လိုက်ပြကြတော့ဒီအဲ့ဒီလိုပြကြတာမျိုးလေးရှိပါတယ်အဲ့ဒီလိုကိုမှတ်ရတယ်ပေါ့နော်ဒီတိုင်းကိုကအချိန်တစ်ခုသတ်မှတ်ပြကြမှာလေးလာရတယ်အဲ့ဒီတွေနည်းနည်းတော့အဆောင်ပိုင်းမှာတော့ဒီလိုမျိုးလေးရှိခဲ့တာပေါ့ဟုတ်ကဲ့ပါရှင်ညီမလေးအနေနဲ့ကြာနေဂျပန်သွားရမယ်ဆိုတော့ဂျပန်ရောက်နေသွားမယ်ဒါလေးစားမယ်ဆိုတာကိုရောစဉ်းစားတာမျိုးရှိလားဟုတ်ရှိပါတယ်ဂျပန်မှာလို့ရှိရင်ဒီကပါတဲ့နေရာတွေအားရှိတယ်ပြီးတော့ကျတော့ဒီကပန်းနေရာတွေရှိတယ်လို့သိထားတယ်ပေါ့နော်အဲ့ဒါတွေလေ့လာခြင်းနဲ့တော့ကျင်နေပေါ့နော်ဒီတိုကျိုတောင်ဆိုလို့ရှိရင်တော့ကျင်နေခုပြီးမှရှိတဲ့ဒီအစီအစဉ်ဆိုလို့ရှိရင်တော့လေ့ကျင်နေပေါ့နော်ပြီးတော့စားကြည့်နေတာတွေကတော့ဒီတော့လည်းဆိုလို့ရှိရင်တိုက်ပါတယ်တော့မှဆိုလို့ရှိရင်မျိုးစားတွေပွဲအများကြီးရှိတယ်ပေါ့နော်အဲ့လိုကြည့်ထားတယ်အဲ့ဒီပဲစားကြည့်နေတာလေးရှိပါတယ်ဟုတ်ကဲ့ပါရှင်ဒီမှာလေးနေနဲ့ဒီကမှာတောင်းတက်ရင်ရောအချိန်ပိုင်းလို့ကိုစဉ်းစားတာမျိုးရှိတာတကယ်၍စဉ်းစားလိုက်ဆိုရင်တောင်းတက်လို့ကိုဘယ်လိုမျိုးတောင်းလို့လဲဆိုပြီးတော့ပြေးရမျိုးရှိတာဟုတ်အချိန်ပိုင်းလုံးအနေနဲ့ကဆိုရှင်တော့ဒီစကမှာအဓိကတော့ပထမတင်တိုင်းကိုဒီအကြောင်းကိုစာတောင်းတော်လေးဆက်ပြလိုက်လို့ပေါ့နော်ပြီးလို့ရှိရင်ဒီအချိန်ရှိလို့ရှိရင်တော့အချိန်ပိုင်းလုံးလေးလုံးပြထားပါတယ်အချိန်ပိုင်းလုံးလုံးမယ်ပြီးလို့ရှိရင်တောင်းတင်အချိန်ပိုင်းလုံးလုံးမယ်ပြီးလို့ရှိရင်နားချိန်ပေါ့နော်ဒီလိုမျိုးလေးတွေအဲ့ဒီလိုဆက်ပြီးတော့ဒီဖြတ်တောင်းလုပ်လို့လုပ်ထားပါတယ်ဟုတ်ဟုတ်ကဲ့ပါရှင်ညီမလေးအဲ့ဆိုရင်နောက်ဆုံးအနေနဲ့တံခါးကိုတောင်းတော့တက်ဖို့စဉ်းစားနေတဲ့ဒီနေ့ဒီမှနေပြီးတော့အပိစကားလေးပြပြပါဦး
အားလုံးကိုပြောချင်တာကတော့ဒီဂျပန်ကိုပဲဖြစ်ဖြစ်ဂျပန်စာအုပ်တက်လာနေတဲ့ဒီညီငယ်မောင်ငယ်လေးပဲဖြစ်ဖြစ်ပေါ့နော်ဒီဂျပန်စာအုပ်မလုပ်ရသေးတဲ့လူတွေပဲဖြစ်ဖြစ်ကိုယ်တွေးထားရတယ်ဆိုလို့ရှိရင်တော့ဒီမှတ်ချက်တစ်ခုချက်မှတ်လိုက်ပါပြီးလို့ရှိရင်စပြီးချိန်လိုက်လိုက်ပါနောက်ဆက်တဲ့ဆုံးမရှိပါဘူးလို့အခက်အခဲတွေကိုဆိုတာမျိုးရက်တက်မှုမဟုတ်ပါဘူးကိုကောင်းလုပ်ပြီးပါလို့ဆက်လက်ပြီးတော့ကြိုးစားပါလို့အားလုံးကပြောချင်ပါတယ်ရှင်ဟုတ်ပါရှင်ညီမလေးကိုရင်ကူတကာအချိန်ပေးပြီးတော့အင်တာဗျူးလုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ချစ်ချွတ်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်ဗီဒီယိုလေးကိုကြာရင် like ဆက်ဖတ်လုပ်ပေးကြမမေ့ကြပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်